မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့နေ့စဉ်ဘဝအတွက်အရေးပါတဲ့မိုးလေဝသအခြေအနေတွေကိုကြိုတင်သိရှိနိုင်ဖို့အတွက်ဘယ်လိုကြည့်ရမလဲဆိုတဲ့နည်းလမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေနဲ့အပြင်သွားလာများတဲ့သူတွေအတွက်ဒီနည်းလမ်းကအရန်ကိုအဆင်ပြေစေမှာပါအခုလိုမျိုးနေ့စဉ်ဘဝအတွက်အရင်အရေးကြီးတဲ့နည်းလမ်းတွေကိုသိရှိရဖို့ရအတွက်ကျမရဲ့ channel ကို like and subscribe လုပ်ပေးထားနိုင်ပါတယ်ရှင်ပြီးတော့ဘေးနားကအခါလောင်းလေးကိုလည်းနှိပ်ထားပြီးအသစ်တော့ဗီဒီယိုတွေတင်တိုင်းစောင့်ကြည့်နိုင်ပါတယ်ရှင်ကဲအခုတော့လေးရက်စာမိုးလေဝသကိုဘယ်လိုကြည့်ရှုရမလဲဆိုတာကိုစတင်လေ့လာကြည့်အောင်ပါပထမဆုံးအနေနဲ့ comment မှာချပေးထားတဲ့ link ကိုအရင်ဆုံးနှိပ်လိုက်ပါဒီနည်းလမ်းလေးကမိမိရဲ့ကွန်ပျူတာမှာပဲဖြစ်ဖြစ်ဖုန်းမှာပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်ရှင်link ကိုနှိပ်ပြီးသွားပြီဆိုတာနဲ့လေးရက်စာမိုးလေဝသကြည့်ရှုရမယ့် website ကိုရောက်ရှိလို့လာပါပြီဆိုတော့ website ရဲ့နာမည်ကတော့မြန်မာ weather knowledge လို့ခေါ်ပါတယ်ပြီးတော့ရဆိုလို့ရှိရင်ဒီ website ရဲ့ထိပ်မှာဆိုလို့ရှိရင်ဒီမှာဆိုရင်ပြထားတာကအောက်တိုဘာလကနေစတင်ပြီးတော့အစွန်းရောက်ရာသီဥတုလာနေညာဖြစ်ပေါ်လျက်ရှိပြီးတော့ဒါတော့2025အောက်တိုဘာကနေပေါ့နော်ဆိုတော့2026 ဖေဖော်ဝါရီလအထိဆက်ရှိနေနိုင်ပါတယ်ဆိုပြီးပထမဆုံးအနေနဲ့ဒီရာသီဥတုဖြစ်စဉ်တစ်ခုလုံးရဲ့အခြေအနေကိုပြပြပေးထားပါတယ်